အားလုံးပဲမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တော့တခါမှတော့ဒီလိုမျိုးတော့မပြောဘူးပေါ့နော်ဒေါ်လာရင်းနဲ့ပတ်သက်လာတော့တခါမှတော့မပြောဘူးအခုကျွန်တော်ပြောချင်တဲ့စကားကကျွန်တော်တို့ပြည်သူတွေအားလုံးဒီလိန်ခံနေရတာနော်ပြည်သူတွေအားလုံးလိန်ခံနေရတယ်သိတော့လားပြည်သူတွေဟိုကြောင်းပြတိကြောင်းပြပြီးတော့နိုင်ငံကနေပြီးတော့တရားစာတအားလုံးပေါ့နော်နိုင်ငံကနေထွက်တဲ့မှန်သမျှအားလုံးပြည်သူတွေဘာတစ်ခုမှမရဘာတစ်ခုမှလည်းမစားရအောင်နော်အားလုံးသတိထားမိလားမသိဘူးအားလုံးပေါ့နော်ပြည်သူတွေအားလုံးဘာတွေရကြလဲစိတ်ကူးစားအလကားရလားနော်ဘာမှမရဘူးနော်ကျွန်တော်ပြောပြမယ်ဘာဖြစ်လို့မရလဲဆိုတော့ကျွန်တော်တို့နိုင်ငံမှာလက်နက်ကင်တွေအများများတယ်လက်နက်ကင်အများများတယ်ဘာဖြစ်လို့လက်နက်ကင်များတယ်ဆိုတော့များအောင်လည်းလောက်တာလားကျွန်တော်ပြောပြမယ်များအောင်လောက်တာလားစက်တက်ကအဲ့ဒီလက်နက်ကင်လေးမွေးထားတာလက်နက်တနိုင်ငံမှာလက်နက်ဒီတရားဝင်ဖို့ဆိုတာစက်တက်တွေခွင့်ပြုခြင်းမရှိဘဲနဲ့ဘယ်လမ်းမှဝင်လို့မရဘူးနော်အဲ့ဒီဟာပြည်သူတွေကိုလိန်ထားတာကျွန်တော်တို့ပြည်သူတွေလိန်ထားတာသိတော့လားအဲ့ဒီလက်နက်ကင်လေးဒီစက်တက်ပဲမွေထားတာစက်တက်အားလုံးမွေထားတာနော်လက်နက်ကင်မှန်တယ်များအားလုံးမွေထားတာစက်တက်ခွင့်ပြုခြင်းမရှိဘဲနဲ့စက်တက်ဒီနိုင်ငံတော်ကာကွယ်ရေးနော်နိုင်ငံကာကွယ်ရေးမှာစက်တက်အရေးကြီးဆုံးနော်အဲ့ဒီလက်နက်လေးဒီတဲ့ရင်သားစီရလက်နက်လေးဒီစက်တက်ခွင့်ပြုခြင်းမရှိဘူးနဲ့ဘာလက်နက်မှဝင်ပိုင်ခွင့်မရှိဘူးနော်အခုကျွန်တော်တို့လူငယ် PDF လေးလိန်ခံတိပြီဘာလို့လိန်ခံသေးလဲလိန်ခံတိပြီကြီးကျယ်လိန်ခံနေတယ်နော်ခင်ဗျာဆိုတော်ကြီးတကယ်နော်တကယ်နောက်မကြည့်တဲ့ဆိုတော်လေးတကယ်နောက်မကြည့်တဲ့ရုပ်ရှင်မင်းသားလေးနော်အားလုံးလိန်ခံတိတယ်ဆုံးရှုံးမှုတွေအားလုံးဖြစ်စီကုန်ဘာဖြစ်လို့ဆိုတော့ယုံမီးလို့ပေါ့နော်ယုံမီးလို့ကျွန်တော်တို့တွေအေးစစ်စစ်မနေဘူးယုံမီးလို့နော်အဲ့လိုမျိုးလိုက်ဆွာတဲ့လူတွေကတသန့်ရှိတယ်နိုင်ငံတကာမှာရှိတယ်သူတို့လူတွေကလိုက်ဆွာတယ်ရောင်ပြတယ်ရောင်ဝါပြငါတို့ကမခံနိုင်ဘူးငါတို့ကျွန်တော်ပြောပြမယ်အဲ့ဒီလူတွေလည်းလူလိန်နေပဲသူတို့လူတွေပဲအားလုံးဒီသူတို့လူတွေသူတို့လှော့ထားတဲ့လူတွေပဲနော်ဘာဖြစ်လို့ကျွန်တော်ပြောရဲလဲဆိုတော့ကျွန်တော်ဒီအခုကျွန်တော်နေတဲ့နိုင်ငံမှာတော့ရှိတယ်ရှင်းပြောလို့ရှိရင်ဒီလူတွေနိုင်ငံရေးဆိုမှလည်းပါလိုက်တာပဲဘာသာရေးဆိုမှလည်းပါလိုက်တာ